မဲကောင်လန်ချမ်းပူးပေါင်းဆောင်ရွက်မှုဆိုင်ရာအထူးရန်ပုံငွေ2024ဖြင့်အကောင့်ထဲပေါ်ဆောင်ရွက်တဲ့တီးနှံအခြေခံတန်ဖိုးမြင့်စားတောက်ကုန်လုပ်ငန်းများဖွံ့ဖြိုးတိုးတက်ရေးအလုပ်ဆွေးနွေးပွဲအခမ်းအနားကိုဒီနေ့မနက်ပိုင်းကနေပြည်တော်ရှိ Horizon Lakeview Resort Hotel မှာကျင်းပရာတမောက်ရမနဲ့ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာနပြည်ထောင်စုဝန်ကြီးဦးမျိုးစောသိန်းကတမောက်ရမကဏ္ဍနဲ့အသေးစားစက်မှုလက်မှုလုပ်ငန်းများစနစ်တကျထွန်းကားစေပြီးကျေးလက်လူမှုစီးပွားဘဝစဉ်ဆက်မပြတ်ဖွံ့ဖြိုးတိုးတက်လာအောင်စီမံဆောင်ရွက်ပေးခြင်းဖြင့်နိုင်ငံတော်ဖွံ့ဖြိုးတိုးတက်မှုကိုအထောက်အကူဖြစ်စေရန်ဆိုတဲ့ဝန်ကြီးဌာနရဲ့မျှော်မှန်းချက်နဲ့အညီအသေးစားကုန်ထုတ်လုပ်ငန်းများဖွံ့ဖြိုးတိုးတက်ရေးကျေးလက်နေပြည်သူများအလုပ်ကိုင်ရရှိရေးကျေးလက်ဒေသအတွက်ကုန်ကျန်းများကိုအခြေခံကအသေးစားကုန်ထုတ်လုပ်ငန်းများပေါ်ထွန်းလာစေအတွက်ကြိုးပမ်းဆောင်ရွက်လျက်ရှိပါကြောင်းပြောကြားခဲ့ပါတယ်ဆက်လက်ပြီးမြန်မာနိုင်ငံဆိုင်ရာတရုတ်ပြည်သူ့သမ္မတနိုင်ငံတန်ယုံမှကောင်ဆယ်လာဦးရောင်တောက်ပရင်းကမဲကောင်လန်ချန်ပူပေါင်းဆောင်ရွက်ရေးအထူးရန်ပုံငွေ2024ထောက်ပံ့ဆောင်ရွက်ပေးနေမှုခြေအနေများနဲ့ဆက်လက်ဆောင်ရွက်ပေးမယ့်စီစဉ်များကိုရှင်းလင်းပြောကြားခဲ့ပါတယ်။ဆက်လက်ပြီးစီမံကိန်းအကောင့်ထဲပေါ်ဆောင်ရွက်မှုမှတ်တမ်းဗီဒီယိုကိုပြသခဲ့ပါတယ်။အဲဒီနောက်အသေးစားစက်မှုလက်မှုလုပ်ငန်းဦးစီးဌာနကအသေးစားကုန်ထုတ်လုပ်ငန်းများဖန်တီးပေးနိုင်ရေးနဲ့ကျေးလက်နေမိသားစုဝင်ငွေတိုးရေးစီမံကိန်းဖြင့်ဖွင့်လှစ်ပို့ချခဲ့တဲ့တင်နန်းစင်းသူများရဲ့ထုတ်ကုန်ပစ္စည်းများအားလှည့်လည်ကြည့်ရှုခဲ့ကြောင်းသိရှိရပါတယ်ခင်ဗျာ။